ဖိုးရှိရှိတုန်းကတာယာလှပတဲ့တစ်တော်ကြီးတစ်ခုထဲမှာဖိုးလိတ်ကလေးနဲ့ဖိုးယုံလေးတို့တငယ်ချင်းနှစ်ယောက်ရှိကြတဲ့။တနေ့မှာတော့သူတို့နှစ်ယောက်ဟာဘသူပိုမြန်တယ်လဲဆိုတာကိုစမ်းသပ်ဖို့တစ်တော်ရဲ့တစ်ဖက်ချမ်းကတစ်ပင်ကြီးစီအထိပြိုင်ပွဲလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ပြိုင်ပွဲစတာနဲ့ယုံလေးဟာလျှက်စီးလက်သလိုမြန်မြန်ဆန်ဆန်ပြေးထွက်သွားပြီးဖိုးလိတ်ကလေးကိုအဝေးမှာထားခဲ့လိုက်ပါတယ်။လမ်းတစ်ဝက်ရောက်တော့ယုံလေးကနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါလိတ်ကလေးကိုဘယ်နားမှမတွေ့ရတော့ဘူးပေါ့။လိတ်ကလေးကတော့တော်တော်နဲ့ရောက်လာမှာမဟုတ်ဘူး။ငါဒီတစ်ပင်ရိပ်မှာခဏလောက်တရေအိတ်လိုက်အောင်မယ်လို့ယုံလေးကတွေးပြီးအိပ်ပျော်သွားပါတယ်။ဇွဲရှိတဲ့လိတ်ကလေးကတော့ယုံလေးလိုမြန်မြန်မပြေးနိုင်ပေမဲ့စိတ်မပြတ်ပဲတရွေ့ရွေ့နဲ့နားမနေပဲဆက်လျှောက်နေခဲ့ပါတယ်။နေပူပူလမ်းခရီးကဝေးဝေးသူဟာနောက်မဆုတ်ပဲဇွဲရှိရှိနဲ့ဆက်သွားနေခဲ့တာပေါ့။နောက်ဆုံးမှာတော့လိတ်ကလေးဟာအိမ်မောကျနေတဲ့ယုံလေးကိုကြော်ဖြတ်ပြီးပန်းတိုင်ဖြစ်တဲ့တစ်ပင်ကြီးစီကိုအရင်ဆုံးရောက်သွားပါတော့တယ်။ယုံလေးနိုးလာတဲ့အချိန်မှာတော့လိတ်ကလေးကပန်းတိုင်မှာအောင်နိုင်သူအဖြစ်ရောက်ရှိနေတာကိုတွေးလိုက်ရပြီးသူ့ရဲ့မမာနနဲ့ပေါ်ဆောင်မှုကိုနောင်တရသွားပါတော့တယ်။ဒီပုံပြင်လေးရဲ့ဆိုလိုရင်းကတော့ဘလောက်ပဲထက်မြက်ပါစေမမာနာကြီးပဲအလုပ်တစ်ခုကိုပေါ့ပေါ့တန်တန်မလုပ်ဖို့ဇွဲရှိရှိနဲ့စူးစမ်းသူဟာနောက်ဆုံးမှာအောင်မြင်မှုကိုရရှိမှာဖြစ်ကြောင်းသင်ခန်းစာပေးထားတာပဲဖြစ်ပါတယ်။